အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ recap channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဇလန်လေးရဲ့စမှာတော့ကောင်မလေးတယောက်ဟာစေကန်းတစ်ခုမှာအထာဆောင်ရိုက်နေပါတယ်သူကတော့အပြိုတယောက်ပဲဗျဒါမဲ့အခုသူ့မှာကိုဝင်ရှိနေပါပြီဒါကလည်းသူ့ရဲ့မစင်မချင်းလုံးမိခဲ့တဲ့မိုက်ပစ်ကြောက်မှာပဲအဲဒီတော့ကသူက Facebook မှာရေးစားတယောက်ရတယ်နောက်အဲ့ဒီရေးစားနဲ့ပြင်မှာတွေ့ပြီးတော့အိတ်ခဲမိတယ်သူကတော့တစ်ခါနှစ်ခါအိတ်ခဲမိပေမဲ့လည်းကံမကောင်းစွာနဲ့ကိုဝင်ရသွားခဲ့ခြင်းဖြစ်ပါတယ်အဲ့လိုမျိုးကိုဝင်ရသွားပြီးရဲ့နောက်ကောင်မလေးကသူမရဲ့ဘဲကိုနောက်တစ်ခေါက်ထပ်ပြီးတော့ချင်းလိုက်ပါတယ်ပြီးတော့နေနေရတဲ့ကိုဝင်ကမှရှိနေပြီလို့ပြောလိုက်တယ်။ဒါမဲ့လည်းဒီကောင်တွေက live ပေါ်မှာတွေ့တဲ့ကောင်မလေးတွေကိုခေါ်တိတ်ပြီးတော့အိမ်နေကြကောင်လေးဆိုတော့ကိုဝင်ရှိသွားတာမရှိသွားတာကိုလုံးဝစိတ်ဝင်စားပါဘူး။ဒါကြောင့်သူ့ရဲ့ပတ်စံရည်တွေကပတ်စံတချို့ကိုထုတ်ပြီးတော့ကောင်မလေးကိုပေးလိုက်ပါတယ်။နေကိုဝင်ကိုဒီပတ်စံနဲ့ဖျက်ချလိုက်တဲ့။အဲ့လိုမျိုးပြောခံလိုက်ရတော့ကောင်မလေးကဝမ်းနေလုံးလို့မျက်ရည်တွေစီးကျလာခဲ့ပါတယ်။ဘယ်ဖြစ်သူကတော့ဆိုင်ကယ်နဲ့ပြန်ထွက်သွားခဲ့ပါပြီ။ကောင်မလေးရဲ့လောက်ကင်ကတော့စူပါမားကတ်မှာအယောင်းဝင်နေမှာ။လာစားလေးမဖြစ်စလောက်နဲ့သူ့ရဲ့စားဝင်နေရဲ့အတွက်တောင်မှအနိုင်ရုန်းကန်နေရတာဗျအလောက်ကလည်းရန်ကိုပင်ပန်းပြီးတော့အခုကိုဝင်ရှိလာပြီဆိုတော့သူ့ရဲ့ဘွားကိုသူအတော်လေးကိုဝမ်းနေသွားပါတယ်ဒါကြောင့်အလုံးနောက်ဘက်ကစတိုခန်းထဲမှာတေးတေးလေးသွားပြီးတော့ခိုးငိုနေတာပေါ့အဲလိုမျိုးခိုးပြီးငိုနေတာကိုသူ့ရဲ့လှုပ်ဖို့ကိုင်းဘက်ဖြစ်တဲ့ဒဝီသောတငယ်ချင်းလေးကမြင်သွားတော့နှစ်သိမ့်ပေးရှာပါတယ်ဒီလိုနဲ့ကောင်မလေးကတငယ်ချင်းကိုအကြောင်းစုံပြောပြပြီးတော့ဝမ်းနေစွာနဲ့ရင်ဖွင့်နေခဲ့ပေမဲ့လည်းသူတို့ရဲ့လှုပ်ချင်မလို့အလောက်ကတော့ပြန်လှုပ်ရပြန်ပါတယ်အလုံးမစိတ်ပင်ပန်းပြီးတော့အိမ်ပြန်လာတော့လဲစိတ်ကမချမ်းသာခဲ့ပြန်ပါဘူး။ဘာလို့လဲဆိုရင်တော့သူအိမ်ငှားပြီးနေတဲ့အိမ်ရှင်ကအိမ်ငှားကပတ်စံမပေးတဲ့အတွက်လာပြီးတော့တောင်းနေလို့ပါ။ဒီတော့အိမ်ငှားစီနဲ့ကလေးမွေးဖို့ဈေးပါသူ့မှာလိုလာခဲ့ပါပြီ။သူတို့လောက်ကအလုပ်သမားတွေရဲ့ခေါင်းဆောင်အလုပ်သမားခေါင်းကလည်းလားစာတွေမပေးဘဲနဲ့ဖြောင်ထားတာတော်တော်ကြာပြီဗျ။ဒါကြောင့်ကောင်မလေးကနော်နေမနဲ့မှာသူ့ရဲ့လောကပတ်စံတွေကိုတွားပြီးတော့တောင်းတာပေါ့။အားရကိုအလုပ်သမားခေါင်းကလည်းမင်းရဲ့လားစာတွေအကုန်ပြန်ရခြင်းနဲ့ဆိုရင်ငါနဲ့တညအိပ်ပေးရမယ်လို့ပြောလွှတ်ပါတယ်။ကောင်မလေးလည်းရန်ကိုဒေါသထွက်သွားပြီးတော့လောကမားကောင်ကိုပါရိုက်ပြီးတော့လောက်ကနေထွက်လာခဲ့လိုက်ပါတော့တယ်။သူ့ရဲ့ဘိုက်တဲ့ကကလေးလေးအောင်မြင်စွာမွေးဖွားနိုင်မှုအတွက်ပတ်စံလိုအပ်တယ်လေ။ဒါကြောင့်မိခင်နဲ့ကလေးစောင့်ရှောက်ရေးအဖွဲ့ကိုဖုန်းနဲ့လမ်းဆက်ပြီးတော့အကူအညီတောင်းကြည့်ပါတယ်။ဒါမဲ့အဲ့ဒီကိစ္စကလည်းအဆင်မပြေပါဘူး။ဖြစ်ချင်တော့ Facebook ပေါ်မှာကြော်ညာတစ်ခုကိုတွားပြီးတော့တွေ့တယ်။အဲ့ကြော်ညာကတော့ကလေးမွေးဖွားဖို့ပတ်စံမတက်နိုင်တဲ့မိခင်လောင်းတွေအတွက်ကလေးကိုမွေးစားခြင်းနဲ့လင်မယားနှစ်ယောက်ရှိတယ်တဲ့။ဒီလိုနဲ့ပဲကောင်မလေးကအဲ့ဒီအဖိုးကြီးဖွားကြီးလင်မယားနှစ်ယောက်နဲ့ကော်ပီဆိုင်တစ်ခုမှတွားပြီးတော့တွေ့ခဲ့ပါတယ်။အဲ့ဒီဘိုးတော်နဲ့ဘွားတော်ကတတိတွေဖြစ်ပြီးတော့ကောင်မလေးကိုသူတို့ကကလေးကိုကောင်းမွန်စွာနဲ့မွေးဖွားပေးမယ်။ကလေးမွေးဖွားပြီးတဲ့အခါကျရင်တော့ကောင်မလေးရဲ့ကလေးလေးကိုသူတို့ကသူတို့ရဲ့သားသမီးလေးဖြစ်နေမွေးစားလိုက်မှာဖြစ်ပါတယ်။ကောင်မလေးနေနဲ့ကလည်းသူ့ကိုယ်သူတောင်နိုင်ဆိုတော့ဒီကလေးလေးကိုလည်းကျွေးမွေးဆောက်ရှောက်နိုင်မှာမဟုတ်ဘူးလေ။ဒါကြောင့်ဖိုးကြီးဖွားရဲ့ကမ်းလှမ်းချက်ကိုလက်ခံလိုက်တယ်ဗျ။ဒီလိုနဲ့ပဲနောက်နေ့မှာတော့ကောင်မလေးကဖိုးကြီးဖွားကြီးရဲ့အိမ်ကိုလိုက်ခဲ့ပါတယ်။ဘိုးတော်နဲ့ဘွားတော်ကတတိတွေဖြစ်ပြီးတော့မျိုးပြင်းမှာအိမ်ကြီးကြီးနဲ့နေနေတာပါ။ပြီးတော့သူတို့ရဲ့ခြံကျဲကြီးထဲမှာလည်းဥယျာဉ်ခြံအကြီးကြီးရှိတယ်ဗျ။အရန်ကိုတိတ်ဆိတ်ငင်းတက်ပြီးတော့လှပတဲ့နေရာလေးတစ်ခုပေါ့။ကောင်မလေးဒီအိမ်ကိုရောက်သွားတော့ဘိုးတော်နဲ့ဘွားတော်ကြီးကလည်းသူ့ကိုဝမ်းပန်းတတာနဲ့ကြိုးဆိုကြပါတယ်။ကောင်မလေးကိုလည်းသူတို့ရဲ့သမီးရင်းလေးတယောက်လိုဆက်ဆံကြတယ်။ပြီးတော့ကောင်မလေးနေဖို့အတွက်နေရာထိုင်ခင်းလေး special ပြင်ဆင်ပေးထားပြီးတော့အဝတ်စားလှလှလေးတွေလည်းပေးကြပါတယ်။စားကောင်းတောက်ဖွဲ့လေးလည်းကျွေးမွေးတယ်။အဓိကအပြင်တော့ဘွားတော်ကြီးကကောင်မလေးရဲ့နာမအနီးကပ်ဆောင်ရှောက်နေပြီးတော့ဘိုးတော်ကြီးကတော့ခြံထဲမှာအမြဲတမ်းအလုပ်တွေရှုပ်နေတဲ့သူပါ။ဘေးဘက်ဝန်းကျင်မှာအနီးနားချင်းတွေမရှိတာကလွဲရင်ဒီနေရာမှာကောင်မလေးနေရတာကအားလုံးပြည့်စုံနေခဲ့တာပေါ့ဒီလိုနဲ့ပဲကောင်မလေးကအဲ့ဒီညမှာကောင်းမွန်စွာနဲ့အိပ်ပျော်ခဲ့ပါတယ်မနက်မိုးလင်းလာတဲ့အခါမှာတော့ဘိုးတော်ကြီးနဲ့ဘွားတော်ကြီးကဓမင်းစားကန်းထဲမှာအတင်ဆောင်ဆိုင်နေခဲ့ပြီးတော့ကောင်မလေးကိုစားကောင်းတောက်ဖွယ်တွေကျွေးမွေးကြပါတယ်ကောင်မလေးကလည်းမနက်စာလေးပါလေးစားပြီးတော့ခြံတွေကိုအညောင်းပင်ညာပြီးလမ်းဆင်လျှောက်ပါတယ်ဒီလိုနဲ့နေ့လည်ခင်းကိုရောက်တော့သူနာပြုဆီယာမဘွားတော်ကြီးတယောက်ရောက်ရှိလာခဲ့ပြီးတော့ကောင်မလေးကိုကျမ်းမာရေးစစ်ဆေးမှုတွေလုပ်ပါတယ်ကောင်မလေးတော့သူမိဘတွေမရှိတော့ဘူးမို့လို့အဖေနဲ့မေကောက်ပြီးရလိုက်တယ်လို့ပါပဲပြီးတော့အိမ်ရှင်လင်မယားဘိုးတော်ကြီးနဲ့ဘွားတော်ကြီးကလည်းဒီအသက်အရွယ်ရောက်နေပြီဖြစ်ပေမဲ့အတော်လေးကိုချစ်ခင်ကြတယ်ဗျသူတို့နှစ်ယောက်တောင်တလောက်ချစ်ခင်နေကြတဲ့ဆိုရင်သူမွေးထားတဲ့ကလေးလေးကိုလည်းဒီလင်မယားကအတော်လေးကိုချစ်မှာပဲလို့ကောင်မလေးကတွေးမိပြီးတော့သဘောတွေကျနေတာပေါ့ဒီလိုနဲ့ပဲတဖြည်းဖြည်းကောင်မလေးရဲ့စူပကြီးပေါက်ဖို့ကတလားလောက်ပဲလိုပါတော့တယ်အဲလိုနဲ့တရက်မှာပဲအိမ်ကစာကြည့်တိုက်ထဲကစာအုပ်အုပ်ကိုကောင်မလေးကအပိပိထိုင်ဖတ်နေရင်းနဲ့စာအုပ်ရဲ့ကြားထဲကနေအကျန်းဆွဲထားတဲ့မြေပုံသေးသေးလေးတစ်ခုသွားတွေးခဲ့တယ်ဗျပြီးတော့အိုင်နီညဘက်သူအိတ်နေရင်းနဲ့လည်းအိမ်မက်ဆိုးတွေမက်လာတယ်။တညလုံးအိမ်မက်ဆိုးတွေမက်ပြီးလန်လို့တော့မနဲ့မိုးလင်းလာခဲ့ပါပြီ။ကောင်မလေးကတော့သူတွေးခဲ့တဲ့မြေပုံသေးသေးလေးကတခုခုတော့ထူးဆန်းနေတယ်လို့ထင်ပြီးတော့မနဲ့မိုးလင်းတဲ့အခါမှာမြေပုံတွေကညှို့ပြနေတဲ့နေရာကိုတွားကြည့်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါမဲ့လည်းမြေပုံကဘာကိုပြချင်နေရလဲမသိတော့သူကောင်းကောင်းရှာမတွေးခဲ့ဘူး
အဲ့ဒီမနေ့ခင်မှာတော့အင်ကိုမျက်နှာစိမ်းနတ်စီယာတယောက်ရောက်လာတယ်ဗျဘိုးတော်ကြီးနဲ့ဘွားတော်ကြီးပြောကြားချက်ရဆိုရင်တော့ခလေးလေးအောင်မြင်စွာနဲ့မွေးဖွားနိုင်ဖို့အတွက်ဒီနတ်စီယာကအဆောင်ရည်ရတွေလုပ်ပေးမှာတဲ့ဒီလိုနဲ့ပဲကောင်မလေးကနတ်စီယာရဲ့အစီရင်အငွေတွေကြောင့်တခါပြန်ပြီးတော့အိပ်ပျော်သွားခဲ့ပါတယ်အဲ့လိုသူအိပ်ပျော်နေတဲ့အချိန်မှာလည်းအိမ်မက်ဆိုးတွေဇက်တိုက်မတ်နေခဲ့ပါတယ်သူပြန်ပြီးအိယာကနိုးလာတော့ဘိုးတော်ကြီးနဲ့ဘွားတော်ကြီးတို့ကိုဒီအကြောင်းတွေပြောပြဖြစ်ခဲ့ပါတယ်သူညအိမ်မက်ဆိုးတွေမတ်တဲ့အကြောင်းအရန်ကိုကြောက်စရာကောင်းတဲ့အကြောင်းတွေပေါ့ဘိုးတော်ကြီးနဲ့ဘွားတော်ကြီးကတော့ဘာမှမစိုးရိမ်ပါနဲ့ကလေးမွေးဖွားကနီးရင်မိမတိုင်းကအဲ့လိုအိမ်မက်ဆိုးတွေမတ်တက်တယ်လို့နှစ်သိမ့်ပေးရှာတယ်ဗျနောက်နေ့မနေ့ခင်မှာတော့သူတို့ရဲ့ channel ကိုကောင်လေးတယောက်အထုပ်ပိုးတွေနဲ့ရောက်လာခဲ့ပါတယ်ကောင်မလေးလည်းအဲ့ဒီကောင်လေးကဘိုးတော်ဘွားတော်ကြီးနဲ့ဘယ်လိုများပတ်သက်တာလဲလို့သိကျင်တော့ဆက်စုကျင်လို့သူချောင်းကြည့်လိုက်တာပေါ့အဲ့ဒီမှာသူသိလိုက်ရတာကဒီကောင်လေးကဘိုးတော်ကြီးနဲ့ဘွားတော်ကြီးရဲ့သားလေးတဲ့ကောင်မလေးဒီမှာနေလာခဲ့တဲ့ကာလတစ်လျှောက်လုံးမှာလည်းဘိုးတော်ဘွားတော်ကြီးတွေကသူတို့သားလေးရဲ့အကြောင်းကိုတစ်ခါမှပြောပြခဲ့ခြင်းမရှိဘူးလေဒါကြောင့်ကောင်မလေးအတွက်ကတော့အတော်လေးကိုထူးဆန်းနေတာပေါ့ထို့တူပဲဟိုဘိုးတော်ဘွားတော်လက်မယားကလည်းသူတို့ရဲ့သားလေးကမပြောမဆိုနဲ့ပြန်လာတဲ့အပေါ်မှာအတော်လေးကိုအံ့ဩနေကြတယ်ဗျရောက်လာတဲ့ကောင်လေးရဲ့ပုံစံကရီရီမုံမုံလေးဆိုပေမဲ့လည်းကောင်မလေးကတော့ဒီကောင်လေးကိုမယုံရဲပါဘူးဒါကြောင့်တညမှာတဲလုံစာလေးရလို့ရညာဘိုက်ကြီးတဲ့ကောင်မလေးကကောင်လေးရဲ့အခန်းထဲကိုဝင်ပြီးတော့ဆက်စုပါတယ်ဒါမဲ့လည်းကန်ဆိုးကျင်တော့အဲ့လိုမျိုးဝင်ပြီးဆက်စုတာကိုကောင်လေးကမြင်သွားတယ်ဗျမြင်သွားပြီဆိုတော့ကောင်မလေးကဒီရင်ကြီးကနည်းနည်းလေးထူးဆန်းနေတယ်လို့ထင်လို့သူ့လိုက်ပြီးရှာကြည့်နေရလို့ပြောလိုက်ပါတယ်ဘိုးတော်ကြီးဘွားတော်ကြီးရဲ့သားလေးကလည်းကောင်မလေးကိုဘာပြဿနာမှမရှာခဲ့ပါဘူးနင်ခန်းကိုနင်ပြန်သွားတော့ဆိုပြီးတော့မောင်းထုတ်လိုက်ပါတယ်ဒါမဲ့နောက်နေ့မနေ့ကတော့ကောင်လေးကိုယ်တိုင်ကကောင်မလေးကိုလာရှာပြီးတော့စကားအနည်းငယ်ပြောတယ်ဗျမင်းညတော့ကနေခံစားနေရတယ်ဆိုတဲ့ခံစားချက်ကငါတသက်လုံးဒီရင်ကြီးမှာခံစားလာရတဲ့ခံစားချက်မျိုးပဲငါရဲ့ဖေနဲ့မေကရန်ကိုလျှို့ဝှက်ပြီးတော့ငါ့ကိုဘာမှလည်းပေးမသိခဲ့ဘူးဒါကြောင့်အဖေနဲ့မေကဘာတွေလျှို့ဝှက်ထားလဲဆိုတာကိုနင်းနဲ့ငါနဲ့အတူတူရှာကြည့်ရအောင်လို့တိုင်မင်းတာပါကောင်မလေးကလည်းစာအုပ်ကြားထဲကသူတွေ့ထားတဲ့မြေပုံလေးကိုကောင်လေးကိုပြပြီးတော့ငါတို့တွေဒီနေရာကိုအတူတူလိုက်ပြီးရှာကြရအောင်လို့စီးအောင်လိုက်ပါတယ်တကယ်မြေပုံတွေကနေရာကိုရှာကြည့်လိုက်တော့သူတို့ရဲ့ channel ကစတိုကန်တစ်ခုကိုညွှန်ပြနေတာတွေ့လိုက်ရတယ်ဗျဒီလိုနဲ့ပဲမောင်ရီဝိုးကအချိန်ကလေးမှာကောင်လေးနဲ့ဗိုက်ကြီးတဲ့ကောင်မလေးတို့ဟာစတိုကန်ထဲကိုဝင်ပြီးတော့ဘာတွေများတွေ့မလဲလို့ရှာကြတာပေါ့အဲ့ဒီချိန်မှာပဲကောင်လေးရဲ့အဖေဘိုးတော်ကြီးကစတိုကန်ဘက်ကိုလာတဲ့အချိန်နဲ့တိုးသွားလို့သူတို့နှစ်ယောက်လုံးကိုမိသွားပါတော့တယ်ဒါကြောင့်ဘိုးတော်ကြီးနဲ့ဘွားတော်ကြီးကကောင်လေးနဲ့ကောင်မလေးကိုမင်းတို့နှစ်ယောက်ကညာရေးချင်းမတော်စတိုကန်ထဲမှာဘာတွေဝင်ရှာကြတာလဲလို့မေးတယ်ဗျအဖိုးကြီးနဲ့ဖွားရဲ့မျက်နှာပေါ်မှာလည်းတခုခုကိုတွေ့သွားမှစိုးရိမ်နေတဲ့ပုံတွေပေါ်နေပါတယ်ဒါမဲ့ဗိုက်ကြီးတဲ့ကောင်မလေးကတော့ဒိမ်မာပါနဲ့ဆော်နဲ့ဖြေလိုက်ပါတယ်ကျမတို့လူငယ်တွေကအဲ့ဒီစတိုကန်ထဲမှာဝင်ပြီးတော့အိတ်ကြတာတဲ့အဲ့လိုဖြေလိုက်တော့မှဘိုးတော်ကြီးနဲ့ဘွားတော်ကြီးကတပ်ပြင်းတွေကိုကြီးချကြပါတယ်သူတို့ရဲ့တာရင်နဲ့ဗိုက်ကြီးတဲ့ကောင်မလေးတို့စတိုကန်ထဲဝင်ပြီးအိတ်တာကိုသူတို့လုံးဝမစိုးရိမ်ပါဘူးသူတို့ညောက်ဘာတွေစိုးရိမ်နေရလဲဆိုတာကတော့ဘဲလေးတစ်ခုလိုဖြစ်နေခဲ့ပါတယ်ဒီလိုနဲ့ပဲအဲ့ဒီညတကောင်ရမှာကောင်မလေးတယောက်တည်းအိမ်ကြီးတုံးကောင်လေးကတကားလာပြီးတော့ခောက်တယ်ဗျပြီးတော့သူကပြောတယ်မင်းခုပဲငါနဲ့ထွက်ပြေးပါမပြေးရင်ဒုက္ခတွေရောက်ကုန်တော့မယ်တဲ့ကောင်မလေးကလည်းနေစိလားစိကြီးနဲ့ဆိုတော့ထွက်မပြေးနိုင်ဘူးလေဒါကြောင့်ဝီချဲဘုတ်ကိုကောင်မလေးကိုတင်ပြီးတော့ကောင်လေးကနောက်ကနေတုံးပြီးတော့ထွက်ပြေးကြတယ်ဒါမဲ့လည်းသူတို့တွေဝေးကြီးမပြေးနိုင်ပါဘူးသူတို့ရဲ့မူရတွေပြည့်ရင်းနေတာကိုရိမ့်မိနေတဲ့အဖိုးကြီးဖွားကြီးကပြန်ပြီးတော့ဖမ်းချုပ်လိုက်တယ်ဗျအိုင်းနောက်ကောင်လေးကိုဘိုးတော်ကြီးကတနေရာမှာဖမ်းချုပ်ထားပြီးတော့ကောင်မလေးကိုတော့ဘွားတော်ကြီးကခေါ်သွားခဲ့ပါတယ်ကောင်လေးကတော့သူ့ရဲ့အဖေဘိုးတော်ကြီးကိုအဖေဘာတွေရှာလို့နေရလဲဆိုပြီးမေးတာပေါ့အဲ့ခါကျတော့မှအဖိုးကြီးကအဖြစ်ပြက်အလုံးစုံကိုပြန်ပြီးတော့ပြောပြခဲ့ပါတယ်သူတို့ရဲ့ဒလိရိုးရမှာအရန်ကိုကြုံတော့ကြုံခဲ့ဝီကာဆန်ဗုဒ္ဓဟူးနေ့ဆိုတဲ့နေ့တစ်နေ့ရှိတယ်။အဲ့ဒီမှာမွေးလာတဲ့ကလေးတွေကအရန်ကိုကန်ဆိုးတက်ပြီးတော့10နှစ်ကိုတခါဒုက္ခရောက်တတ်တယ်တဲ့။အဲ့ဒီဗုဒ္ဓဟူးနေ့ချိန်စာက10နှစ်ကိုတခါအသက်သေဆုံးသည့်အထိကိုဒုက္ခရောက်တတ်ပါတယ်။ဒါကြောင့်သူတို့ရဲ့သားလေးမတေးရအောင်ကောင်လေး10နှစ်ပြည့်တုန်းကတခါကောင်လေးအသက်20ပြည့်တဲ့နေ့မှာတခါသူတို့ဟာရစ်ပူဇော်ပွဲပြုလုပ်ရမှာဖြစ်ပါတယ်။ရစ်ပူဇော်ပွဲကတော့ရိုးရှင်းပါတယ်။ဗိုက်ကြီးတဲ့မိန်းကလေးတယောက်ကလေးမွေးရမယ်။အဲ့ဒီကလေးမွေးနေတဲ့အချိန်မှာအမေဖြစ်သူကိုတက်ပစ်ပြီးတော့မွေးလာတဲ့ကလေးလေးကိုလည်းမီးရှို့ရမယ်။အဖိုးကြီးဖွားကြီးကကောင်လေး10နှစ်ပြည့်တုန်းကအိမ်ပေါ်မှာတယောက်ကိုကလေးမွေးနေတော့တက်ပစ်ခဲ့ပါတယ်။ပြီးတော့ကောင်လေးအသက်20ပြည့်တုန်းကလည်းမိခင်တယောက်နဲ့ကလေးတယောက်ကိုတက်ပစ်ခဲ့ပါသေးတယ်။အခုကောင်လေးကအသက်30ပြည့်တော့မှမလို့ online ပေါ်ကနေမိခင်တယောက်ကိုရှာပြီးတော့သူတို့အိမ်မှာခေါ်ယူပြုစုထားတာဖြစ်ပါတယ်။ကောင်လေးကတော့ခေပညာတဲ့တရားမလို့သူ့ပင်နဲ့မေရဲ့အယူဆတွေကိုလုံးဝလက်သက်မခံဘူးဗျ။ဒါမဲ့လည်းအဲ့ဒီချိန်မှာဗိုက်ကြီးတဲ့ကောင်မလေးကကလေးမွေးဖို့တာဆူနေခဲ့ပါပြီ။ဒါကြောင့်ဘိုးတော်ကြီးကသူ့ရဲ့လုပ်ပေါ်ကိုင်ဘက်တွေနဲ့ဘွားတော်ကြီးတို့နဲ့ပေါင်းပြီးတော့အစီအရင်လုံရင်နဲ့ကောင်မလေးကိုကလေးမွေးပေးဖို့လုပ်ကြပါလေ။ဒါမဲ့လည်းသူတို့ကလေးမွေးပြီးတဲ့အချိန်မှာကောင်လေးကဖမ်းချုပ်ထားတဲ့နေရာကနေလွတ်လာခဲ့တယ်ဗျ။အဲဒီနောက်အစီအရင်လုံနေတဲ့လူတွေရဲ့ရှေ့မှာသူ့ကိုယ်သူတတ်တယ်မယ်လို့ချင်းချောက်ပြီးတော့ကောင်မလေးကိုကယ်ထုတ်သွားပါတယ်
လူစိတ်ပြောင်းနေတဲ့နောက်ကနေလိုက်ဖမ်းနေတဲ့သူ့အဖေကိုလည်းပလင်းကွက်နဲ့ထိုးပစ်ခဲ့ပါတယ်။အဲဒီနောက်တစည်းတဲ့တော့အိမ်မှာရှိနေတဲ့ကားပေါ်ကိုသူနဲ့ကလေးမွေးထားတဲ့သားမီးနဲ့တက်ပြီးတော့မြို့ထဲကိုမောင်းပစ်ခဲ့ကြတာပေါ့။ဒီလိုနဲ့ပဲနောက်နေ့မနေ့မိုးလင်းသွားခဲ့ပါပြီ။သူတို့ရဲ့အနေတွေလည်းအကုန်လုံးရှင်းသွားခဲ့ပါပြီ။စိတ်အေးလည်းအေးနဲ့ပဲကားမောင်းနေတဲ့ကောင်းလေးကစီဆိုင်မှာစီဝင်ဖြစ်တယ်ဗျ။အဲဒီချိန်မှာပဲကန်ဆိုးစွာနဲ့ဘေကနေအရှင်ပြင်းပြင်းနဲ့မောင်းလာတဲ့ကုံကားကြီးကကောင်လေးကိုဝင်တိုက်လိုက်တာကြောင့်ကောင်လေးကလည်းပွဲချင်းပြီးတိတ်ဆုံးသွားခဲ့ပါတယ်။ဒါဆိုရင်ဝီကာဆန်ပေါ်ထူးနေ့မှာမွေးလာတဲ့ကောင်လေးကသူ့အသက်30ပြည့်တဲ့မွေးနေ့မှာရစ်ပူစုပ်ပွဲမလုံးမိခဲ့တဲ့အတွက်တိတ်ဆုံးသွားတာလည်းဖြစ်နိုင်ပါတယ်။ပြီးတော့အဲဒီနေ့ကဝီကာဆန်ပေါ်ထူးနေ့ပဲဗျ။ကောင်းပါကကောင်မလေးကလည်းအဲဒီနေ့မှာသူ့ရဲ့သားလေးကိုမွေးထားတာဆိုတော့ဝီကာဆန်ပေါ်ထူးနေ့မှာမွေးတဲ့သားလေးဖြစ်သွားပါပြီ။ဒါကြောင့်သူလည်း10နှစ်ကိုတစ်ခါသူ့ရဲ့သားလေးအတွက်ရစ်ပူစုပ်ပွဲတွေလုံးမလားဆိုတာကတော့ကျွန်တော်တို့လည်းသိနိုင်မှာမဟုတ်တော့ပါဘူး။ဘယ်လိုပဲဖြစ်ပါစေဇလန်လေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားခဲ့ပါတယ်။အဆုံးလေးကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတန်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ